အခုဒီကျွန်တော်တို့ကဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားတယ်ဒါဆက်တော်ရေးလမ်းကြောင်းမှာဆက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတယ်တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်ဘူးလားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြောတက်နေရခိုင်းတယ်ရှင်းမယ်ငါလည်းမယ်လေမင်းပါအောင်လေဟဲ့မင်းပါအောင်လေကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတာဝန်တနေတော့ငါအောက်ချုပ်နေတာအေးအဲ့ဒါတက်နေရတယ်ဘုံတော့တို့နေကျွန်တော်ဘုံမလဲဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲမင်းဘယ်တက်ကတက်တယ်ငါသိတယ်မင်းတက်တက်တက်အဲ့ဒါမပြောနဲ့ဘိုင်းစာချင်းတော့ထွက်လာအဲ့ဒါကိုမပြောနဲ့ဘုံအခုဘုံတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ်အေးဘာဖြစ်ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာမင်းတာဝန်ကဒီကိတ်တဲ့ကိတ်ပဲရှိတယ်မဟုတ်လေအဲ့ဒါဘုံမေးတာတမျိုးလုံးတာဝန်ရှိတယ်မင်းတို့တာဝန်ရှိတက်တယ်ကိုဒီကစောက်ယူတာအေးတက်နေမှုတာဝန်ပေးတာလေတက်နေမှုတာဝန်ပေးတာလေတက်တယ်ကိုပေးပါတာဝန်ပေးတယ်တက်နေမှုကကျွန်တော်တာဝန်ပေးတာပြစားရချင်းတယ်တက်နေမှုကိုမေးတက်နေမှုကိုမေးမေးစရာမလိုငါအခုတက်တယ်အေးအခုကကျွန်တော်အခုတက်နေမှုဖုံးဆက်မှာဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ခုဆက်မှာခုဆက်မှာပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမှုပြောတာမရှိဘူးလားကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းပြည်သူစစ်ကသူတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲ对没赛，没赛。赛的，没人那个对起来架子样，是猪好不好？白啥先出来个，对家的了我没。赛那个不干了呀，俺那边我不干了，一路快枪别没来了，少许我300个，喏，300个。你那我讲最近的，少把那挖的，多的。ကျွန်တော်တို့ကအကုန်လုံးကိုပြောတာ赛不赛呀？赛着呀，我快枪别没。赛他们哪边？赛皮皮不要穿的，没路快啥去。ဘုံစကားပြောတာအရန်ဟိုလုံးနေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူးလုံးတော့လေးဖြစ်လားဆက်လာခုပဲဆက်ဘုံလုံးရောက်ကိုင်းဘုံလုံးရောက်ကိုင်းဆက်မဆက်မင်းဆက်ငါပြောမှာပြီဒိုးတွေ့ကြသေးတယ်ဗျမင်းပါကောင်းလားခါကောင်းလားပြကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းဖားလဲပုံမှုဆိုပါတယ်ဗျလာလို့ဘုံမှုကကျွန်တော်မပြောဘူးတွေ့တယ်အခုတက်တယ်ဘုံစက်နေတယ်ဘုံမကိုင်းသေးဘူးဘုံအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာအဘတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့အဘဟိုလုံလုံလေးစကူးမှာဝီးတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗျကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာဗျချခိုင်းတော့အဲ့မဲ့အခု80ဗန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထိုးလာပြီးသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုကျွန်တော်တက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲမင်းဘာတာဝန်ချင်းငါမလိုင်းစီမန်ရတယ်လက်ပြဘုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းတန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိတ်လာတစ်မျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းဖလိုက်စာချင်းထွက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောရတယ်တနေ့ဟာတွေမပြောဘူးကျွန်တော်တို့ကတနေ့နဲ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲ